我没去。你下午把马让你的钱收掉了，ထွက်ပေါက်လေကွာထွက်ပေါက်တို့ရအားလုံးရဲ့ရင်ထဲမှာတင်းကျပ်ဆုတ်နေနေတဲ့ဒေါသတွေဒီတစ်ချင်းနဲ့ထွက်ပေါက်ဖွင့်ပေးရမယ်ကဲဆိုစမ်းပါဆိုလေကွာဆိုဗမာသာနီချင်းတို့ဒါဗမာပြည်မဟာတာဂီမင်းမမြို့နယ်စင်းနီတဘာကရှိနေ၍အာနာပိုင်နတိဒါဗမာပြည်စီတယ်နီစိတ်မငင်းစစ်တိုင်းခါနေဖြစ်တော်ဒီနိုင်ငံလေးနဲ့တို့တာဝန်ခံဆောင်ရရဲ့ဗမာတွေသို့ပို့ခဲ့ကြသည်ခရောက်တင်ငါအောင်မြင်ခဲ့တဲ့တို့စစ်သည်လက်ယုံတက်တော်ပုံရောက်နေသည်မောကွန်ဒီထွန်းတောင်းခဲ့ပြီးဗမာတွေတတ်တီထွန်းကုန်၏ကဘာအထွတ်တိုင်သည်ဗမာတလွတ်တိုင်သည်သာလီအာသာလီမလီ